ကျမတို့ရဲ့ကလောခရီးစဉ်ရဲ့ပထမဆုံးရက်ကလေးပဲဖြစ်ပါတယ်ဒါကတော့ရန်ကုန်မြို့ကနေပြီးတော့ထွက်နေပါပြီဒါကတော့ကျမတို့လမ်းတစ်လျှောက်လုံးမှာသချင်းတွေစုနေကြတာပေါ့နော်ဘာပြန်ရောက်ခတဲ့ကဒါပထမဆုံးမိသားစုနဲ့ခရီးပြန်သွားတာဆိုတော့အရန်ပျော်နေပါတယ်လမ်းတစ်လျှောက်လုံးကလည်းမိုးရသည်ပဲဖြစ်တော့အရန်စိမ့်ဆိုပြီးတော့လှတယ်ပေါ့နော်ဒါကတော့အမြန်လမ်းပေါ်ကမြင်ကွင်းလေးတချို့ပဲဖြစ်ပါတယ်ဒါကတော့ကားမောင်းသူနေရာကနေရိုက်ထားတာပါဆိုပြီးမောတော့မုံနေစားကြပါတယ်နောက်ပြီးတော့မကြပါဘူးအေးပြောသွားကြပါတယ်ခရီးမသွားရတာကြတော့ဒီလိုမျိုးစိမ့်စိမ့်ဆူဆူလေးမြင်ရအရင်ပြောနေပါတယ်ဒါကတော့ငလျင်ကြောင်းပျက်စီးသွားတဲ့လမ်းတွေပါခုတော့ပြန်ပြင်နေပါတယ်ဒီတရားဆိုရင်ကျိုးသွားတာပေါ့နော်ခုတော့နေပြီးတော့ရောက်ပါပြီဒါကတော့ရွှေပလင်ရဝယ်ခဲ့တဲ့ပေါက်စီပါခရီးသွားရင်တော့မစားမဖြစ်တစ်ခုပေါ့နော်ခုဒါနေပြီးတော့ရောက်နေပါပြီနေပြီးတော့မှတညအိပ်ပြီးတော့မနက်ဖြန်မနက်အစောထွက်မှာပါဒါကတော့လမ်းပျက်စီးသွားတာပေါ့နော်ငလျင်ကြောင်းပါပဲဟိုရှိမှမြင်နေရတဲ့ရိုးမကြီးအရန်လာပါတယ်နေပြီးတော့မှဒီလမ်းအခြေကြီးရှိရပေါ့နော်အခုကတော့အန်တော်အိမ်ရောက်နေပါတယ်အတော်အိမ်မှာခဏနာပြီးတော့အတော်နဲ့အတူတူဆက်ပြီးတော့ထွက်မှာဖြစ်ပါတယ်နေပြီးတော့ရဲ့ညစီပါဒါကတော့မနက်အစောထားပြီးတော့အထုပ်တွေတင်နေပြီပေါ့နော်အခုကဗာလာရိုကားကအကြီးချဲ့လိုက်ပြီးတော့မိသားစုတွေအနောက်မှာထိုင်ကြရဲပေါ့နော်အတော်နဲ့ဦးလေးနဲ့ကြတော့အရှိမကားမောင်းပါတယ်ဒါကတော့ကလောတက်လမ်းမှာဒီမှာဆိုရင်လည်းအရင်ကစိတ်နှံစုပြီးရပေါ့နော်အရင်ကလည်းလမ်းတစ်လျှောက်လုံးနဲ့အထူးသဖြင့်ဒီတိတ်ပင်လေးပေါ့နော်ဗာလာရိုကဒီတောင်ပေါ်မရောက်သေးပေမဲ့အဝေးကနေတောင်ကြည့်လို့မြင်ရပါတယ်ဒီဘေးတစ်လျှောက်လုံးမှာပေါ့နော်တိတ်နေမြင်နေရပါတယ်စိမ့်ဆိုတဲ့ဒီလေကွင်းတွေအများကြီးကိုလည်းဖြတ်ခဲ့ပါတယ်တောင်တွေလည်းအများကြီးပေါ့နော်ပြီးတော့လမ်းမှာကတော့အိတ်လိုက်သချင်းဆိုလိုက်ပေါ့ဒီတောင်တက်လမ်းတွေဆိုလည်းအရင်လာပါတယ်လမ်းပေါ်မှာမြင်ခဲ့တဲ့စင်ကြီးတွေပါချစ်စရာကြီးတွေပါဒီမှာလည်းလမ်းတွေပျက်စီးထားပါတယ်တလောကလည်းရေကြီးထားတာလည်းရှိတော့လမ်းတွေတစ်လျှောက်လုံးပြင်နေကြတယ်ပေါ့နော်ဒါတော့တောင်ပေါ်အတက်အဆင်းကားတွေဒီလိုမျိုးရှောင်နေရတာပေါ့နော်လမ်းတွေနည်းနည်းပျက်စီးနေလို့ပါခုဆိုရင်တော့ရှမ်းပြည်နယ်တွေကို officially ဝင်ရောက်ပါပြီကလောကိုရောက်ရှိခဲ့ပါပြီဒါကတော့ကလောမှာဘာလာတို့ငားနေဖြစ်တဲ့ gas house လေးပေါ့နော်ဘာလာတို့ကတော့ဒီတစ်ချမ်းလုံးကိုငားဖြစ်ခဲ့ပါတယ်ဒါလေးကဈေးလဲတော်တော်လေးတက်တာတယ်နောက်ပြီးကြတော့နေရတာလည်းသိပ်ပြီးတော့မဆိုးဘူးပေါ့နော်အဲဒါကြောင့်မလို့ဘာလာတို့ငားလိုက်တာပါမြို့ထဲနဲ့လည်းအရန်ကြီးမသွားရဘူးပေါ့နော်ဒီဘက်ချမ်းမှာတော့ဘာလာဖေးနဲ့မိနေပါတယ်ဟိုဘက်ကတော့ဘာလာတို့နေနေတာပေါ့နော်ခုဆိုရင်ခဏနားမယ်ပေါ့နော်ခရီးကပြန်ရောက်တာဆိုနည်းနည်းမောနေကြတယ်ဒါတော့ဘာလာတို့မိသားစုတွေရောက်တာနဲ့အကုန်လုံးထိုးပြီးအိတ်ကြတာပေါ့နော်အရန်ပင်ပန်းသွားလို့နဲ့တကြီးအိတ်လိုက်ပါတယ်တကြီးအိတ်ပြီးတော့အမကြီးပြင်ရသူတွေအဲ့လိုမျိုးခဏနေတော့ coffee တောက်ပါမယ် coffee တောက်ပါမယ်ကလောဒါတော့ Galore Heritage Hotel ပေါ့နော်သူကကြတော့ဝင်ပြီးတော့ coffee တောက်ရင်လိုမျိုး ticket ကလေးတွေဝယ်ရပါတယ်အဲ့ဒီ ticket ကတစ်ဆောင်ကိုတစ်ယောက်ကို6000ပေးရတယ်ပေါ့နော်ဘာလာတို့တန်တော့တန်ပါတယ်သူကtake away လဲရတယ်ထိုင်တောက်ရင်လဲရတယ်ပေါ့နော်နောက်ပြီးကြတော့ဘာလာတို့ဓာတ်ပုံလေးလဲအဝါရိုက်လို့ရတယ်ဒီတစ်ချောင်းဝင်းတစ်လျှောက်လုံးမှာပေါ့နော်ဘာလာတို့ဓာတ်ပုံလေးလဲအများကြီးရိုက်ခဲ့တယ်ဒီလိုမျိုးပေါ့ဒါမဲ့လူတိုင်းအရောက်စီခွဲစရာတော့မလိုပါဘူးနောက်ပိုင်းကျတော့ဘာလို့လဲလူနည်းနည်းများတော့လေမျိုး coffee ခွက်လေးပဲယူပြီးတော့
2ယောက်လောက်တော့မျိုး free ဝင်ခွင့်ရှိရတယ်ပေါ့နော်ဒါကတော့အထဲမှာပါအထဲမှာဆိုရင်လည်းဒီအိမ်ကြီးကပေါ့နော်စောက်ထားတာအကြာနေပြီအဲ့လိုမျိုး1900ကျော်လောက်ထဲကစောက်ထားတဲ့တမိုင်းလေးတွေကိုအဲ reception ကအကိုကရှင်းပြနေပါတယ်အဲ့ဒီဘက်ကဝင်သွားလို့ရှိရင်လည်းဒီလိုမျိုးသူတို့နေရာလေးတွေကိုခွဲထားပေးတယ်ဒါဆိုရင်အဲ့ဒီခေတ်ကလေးကသုံးတဲ့အသုံးဆောင်ပစ္စည်းလေးတွေဒါအဲခန်းပေါ့နော်ပြန်ပြီးတော့ပြသထားတာကိုတွေ့ရပါတယ်ညောမကိုင်းညောနည်းနည်းလားဟာလာတော့တပ်ပုံလေးလည်းအပီပြင်ရိုက်ပြီးသွားပြီဆိုတော့ပြီးပြီပေါ့နော်ဆိုပထမဆုံးဒီ coffee တောက်ဖို့ coffee တော့မတောက်ပါသေးဘူးဒါနဲ့တပ်ပုံရိုက်တော့အောင်မြင်သွားပါပြီဘာလာဒီတစ်ခုလည်းရှိရလို့ထင်တာပေါ့နော်ဒါကတော့ main building ဖြစ်ပြီးတော့ဒီအနောက်ထဲမှာဆိုရင်လည်းဒီလိုမျိုးအိမ်ကြီးကြီးအရန်လှတဲ့အိမ်ပေါ့နော်ခန်းခန်းနာနာကြီးရှိတယ်ပြီးတော့ဒီလိုမျိုးပန်းလေးတွေနဲ့တေချာပေါ့နော်ဥယျာဉ်ကိုလည်းတေချာပြိုးထောင်ထားတာကိုတွေ့ရတယ်ဒါကတော့အထဲထဲကပုံစံပေါ့နော်နည်းနည်း renovate လုပ်ထားတယ်လို့ထင်ရပါတယ်ဒါပေမဲ့လည်းတော်တော်လေးအပြင်ပုံစံပေါ့နော်ရှေးအရင်တုန်းကပုံစံအတိုင်းပဲလုပ်ထားပါတယ်ဒီမှာဆိုလို့ရှိရင်ဒါအရင်အပေါ်ထပ်ပေါ့နော်ဒီဝရဏာနေကြည့်လို့ရှိရင်ဒီတစ်သားနဲ့လှုပ်ထားတဲ့အမိုးတွေပေါ့နော်ဒါဥသေးချမြင်ရပါတယ်ဒါဟိုးအရင်ခေတ်ကတည်းကလှုပ်ထားတဲ့ဟာပေါ့နော်စိတ်ဝင်စားဖို့ကောင်းပါတယ်အခုတော့ Valero ဒီကနေပြီးတော့ထွက်ပါပြီနောက်တနေရာကတော့ကလောပူတာပါမသွားမဖြစ်နေရာတစ်ခုပေါ့နော်အခုတော့ကလောပူတာကိုရောက်နေပါတယ်ကလောပူတာကိုလဲပြီးတော့ပါပြီကလောပူတာမှာဖြစ်ပါတယ်ဖာလာငါထားတဲ့နေရာကမိဖို့ချောင်းပါတာဖြစ်တဲ့အတွက်ညဘက်တခါတည်းကလောစီမှာဈေးဝယ်ပြီးတော့ပေါ့နော်ညစာကိုချက်စားကြမှာဖြစ်ပါတယ်အခုကလောစီကိုသွားနေပါတယ်ဒါတော့ကလောစီပါကြည့်ဦးအသီးအများရွယ်အိုးဒါဘလူးမျိုးပေါ့နော်ဘာလို့ကလောစီကိုအနှံလျှောက်ပြီးတော့ပတ်ခဲ့တယ်ပေါ့နော်ပစ္စည်းတွေလည်းဝယ်နေတော့ကြောက်လို့ရှိရင်ဒီကြက်သွန်ဖြူတို့သူတို့ဒေတာထွက်ပစ္စည်းတွေဒေတာထွက်ကုန်တွေပေါ့နော်အသီးတွေဆိုရင်အရန်ပေါ်တယ်ဒါကတော့ဘိုင်းစမ်းနေတာဖြစ်ပါတယ်တောက်ကြည့်ပါလို့ငါဝယ်ရမှာလည်းမသိဘူးပြောတဲ့ဟာဒီမှာတော့3နှစ်အနည်းဆုံးပဲဒါပါဒါကတော့ရောက်ရနေရမှာမိတ်ဆွေဖွဲ့တဲ့မြန်မာလူမျိုးတွေရဲ့အကျင့်ပေါ့နော်ဒါကတော့အခုပိုးစာတီကိုမိမှာဖြစ်ပါတယ်အရသာတော်တော်ပြင်းနေဖက်သွားတယ်ပေါ့နော်အခုတော့နိုင်စင်ကိုသွားနေပါတယ်နိုင်စင်ကလည်းဓာတ်ပုံရိုက်ဖို့ပဲပေါ့နော်ဟိုဘက်နားလေးမှာကားရက်ပြီးတော့ရိုက်ရင်တော့အဆင်ပြေပါတယ်နိုင်စင်လေးပါရှင်ဒီမှာမောင်ကြီးဦးပန်းချန်ရှိပါတယ်စစ်ဆောင်ရဒါကတော့ဒီနေ့ညအကုန်လုံးညစာစားပြီးတော့အနားယူမဲ့အကြောင်းပြောနေတာဖြစ်ပါတယ်ဒီနေ့ညတော့ no schedule ပေါ့နော်ဘာလာတော့စာလေးတင်စရာနည်းနည်းရှိလို့အလုပ်လုပ်နေပါတယ်ဒါကတော့ဆိုင်နေပါဆိုင်နေပါဒီနေ့တည်းရိုက်ခဲ့တဲ့ဒါကတော့ကလော day 2ပေါ့နော်အနက်အစောထားပြီးတော့ပြင်ဆင်နေပါတယ်ခဏနေကြလို့ရှိရင်ဈေးကိုထပ်ပြီးတော့သွားအောင်ပါဒါကတော့ channel ကခွေကလေးပါမနက်အစောထားပြီးတော့ပြီးလိမ့်ပြီးတော့နည်းနည်းအချင်းမှုတူရုပ်ကလေးတွေဖြစ်နေကြပါတယ်ဒါဗာလာတို့ကားကိုလည်းတခါလေးတန်ရှင်းလုပ်နေတာပေါ့နော်ခရီးရောက်ချင်းဆိုတော့လေမနေ့ကလာတဲ့နေရာပဲပေါ့နော်ဒါပေမဲ့ဒီနေ့ကတော့ close နေရှိတော့ဟိုကအချမ်းတော့မနေ့ကင်းစေးကလူရမ်းပြည်နေပါတယ်ငါတို့ကိုက်နေပါတယ်မနက်စာရေးပါစားပါလေထိုင်ကုန်လေးတွေကဘာလို့ကဒီကလောရောက်တာနဲ့ရှမ်းစာစားမအောင်ဖြစ်ပဲဆိုပြီးတော့လာခဲ့ရပါတော့နော်
စားရတာတော့မဆိုးပါဘူးဒါပေမဲ့ Vala တို့အရင်ကြိုက်တဲ့ထဲတော့မပါဘူးပေါ့နော် 很酸它没 ဒီမှာဒီထမင်းတွေကတော့အရင်ကောင်းပါတယ် စားပြီးတော့ Vala တို့ဆက်ပြီးတော့သွားပါတယ်ဒါကတော့ဈေးထဲမှာဟိုလဲဒီလဲနဲ့1000ပေးပြီးတော့ဓာတ်ပုံရိုက်ပါတယ်ဒါကတော့ရှမ်းချင်လေးတွေပဲချမ်းလေးမရှိမဖြစ်ပေါ့နော်ဝယ်ရမယ့်အရာပါအခုတော့ဒီ site scene တွေကိုဆက်ပြီးတော့ကြည့်ဖို့သွားပါတယ်အခုဦးတီနေရာကတော့အင်းလေးပေါ့နော်လမ်းမှာဒီလိုမျိုးပန်းလေးတွေဆိုရင်လည်းအရင်လှတယ်ပေါ့နော်ဘယ်နာကြီးကြီးလှနေပါတယ်ဒါကတော့စီဖြစ်ရင်းနဲ့ခဏဓာတ်ပုံရိုက်ပါတယ် စီဆိုင်တစ်ဆိုင်ပါဘူး ဒါကတော့ view point နေပေါ့နော် view point နေတနေရာပြီးတနေရာဆင်းရိုက်တော့ဘယ် point နေမှန်းအောင်သိမှတ်မှတ်ပြီးတော့ပေါ့နော်ဒါပေမဲ့တော်တော်လေးလှပါတယ် ဒါတော့ကြည့်နေရပါ ဒါကတော့ဘဝတန်တရားတရားပေါ့နော်အခုတော့အင်းလေးရောက်ပါပြီ။ဘာလို့လှေစိတ်ရောက်နေပြီပေါ့နော်။ Follow ရောက်တဲ့အချိန်က12နာရီလောက်ဖြစ်နေတော့လေနေရအရန်ပူနေတာပေါ့နော်။အဲဒါကြောင့်မလို့အကုန်လုံးအမိုးအကာတွေပြင်ထားရတယ်ပေါ့နော်။ Follow လည်းပြင်လာပါတယ်ဒါပေမဲ့အလှေပေါ်မှာလည်း2ချောင်းလောက်ထိပြင်ထားပြီးရပေါ့နော်။အဲ့ဒါစင်းပြီးပါတယ်။ဒါပေမဲ့အဓိကကတော့ဒီထီကိုလှန်ပြီးတော့ဆောင်းလို့မရဘူးပေါ့နော်။အဲဒါကြောင့်မလို့ထီလေးကိုနည်းနည်းငိုင်းငိုင်းကလေးဆောင်းပြီးတော့ဒီခွင့်အောင်လုပ်ရတယ်ပေါ့နော်ဒါကတော့ဆဆချင်းထွက်တာနဲ့မြင်ရတဲ့အင်္ဂလိပ်တွေပါအကုန်လုံး life jacket တွေတော့ဝတ်ထားကြတယ်ပေါ့နော်ဒါပေမဲ့ life jacket ကတိတ်ပြီးတော့ comfortable ပဲဖြစ်ဘူးဟိုးဘက်ကိုလမ်းကြည့်လို့ရှိရင်မြင်ရတဲ့တောင်တန်းတွေပေါ့နော်အရန်လာပါတယ်ဒီကင်မရာမှာတိတ်ပြီးတော့မပေါ်လို့စိတ်မကောင်းဖြစ်မိပါတယ်အရန်လာပါတယ်ဆိုရင်တော့ဒါကျောင်းရောက်ပါပြီဒါကတော့ဖျားကိုပင်ထားတာပေါ့နော်ဒီမှာကဖျားနေနေပါတယ်ဒီလိုလို့ဆိုဒါတော့ခီလာကျောင်းကနေပြီးတော့ကတော့ပြန်ထွက်လာပါပြီဒီကျောင်းကနေပြီးတော့ပြန်ထွက်လာပါပြီ ဒီကျောင်းကနေပြီးတော့ကိုနောက်တစ်ကျောင်းကိုဆက်ပြီးတော့ပြပါမယ်ခုံပြင်ထားပြီးရပေါ့နော်။ကျန်တဲ့နေရာတော့ဖြာပြင်ထား။နေဘူးလို့အဲ့လိုပဲစီရပါတယ်။ဒီကြောင်းကြပါဒီကျောင်းကခုနကကျောင်းလောက်တော့လူသိမ့်မများဘူးပေါ့နော်ပြီးတော့ဖျားလည်းတေချာဖူးခဲ့ရပါတယ်အခုဒီမှာမြင်ရတဲ့အတိုင်းပဲပေါ့နော်ဒါကတော့အင်းလေးကန်ဘယ်လောက်ကြီးလဲဆိုတော့ဒါအင်းလေးကန်ရဲ့လေးပေါ်မှာတကယ်ကိုအခြေနဲ့အကြီးပဲပေါ့နော်ခုတော့ထမင်းစားဖို့စားတော့ဆိုင်ရောက်နေပါတယ်ဒီမှာအင်းလေးကကြောင်နေပေါ့နော်အရန်ချစ်ဖို့ကောင်းတယ်လူလည်းအရန်ရင်တယ်ပေါ့နော်အင်းလေးမှာကြောင်ရှိရဆိုတာမသိခဲ့ဘူးခုကတော့အင်းလေးဖောင်တော်ဦးဖျားပေါ့နော်ဖောင်တော်ဦးဖျားပါရောက်ပါတယ်ဒါကြတော့အပြင်ဒီလေစိတ်ကကြတော့ကျူမျိုးပေါ့နော်ဒီကအင်းလေးကအိမ်လေးတွေကိုကြည့်လိုက်ကြပါမဆိုရင်လည်းအိမ်လေးတွေပါဒါနောက်တစ်ကြောင်းရောက်လာခဲ့ပါပြီဒီမှာလည်းဖျားထပ်ဖူးပါတယ်
ဆိုလို့ရှိရင်ဒီနေ့သွားမယ်နေရာလေးရတော့ဒီလောက်ပါပဲ ကလေးရ ဒါတော့ဒီဘက်မှာဒီမျိုးဈေးတန်းလေးပေါ့နော်အနောက်မှာရှိနေတဲ့လူရောပေါ့စီကြီးမှာပါ ဘာလို့ပြန်ထွက်မဲ့အချိန်မှာပေါ့နော်နေတဲ့အတိုင်းပဲတိမ်ရမဲမှောင်ပြီးတော့အမူးကရွာမလို့ဖြစ်နေတာပေါ့နော်ဒါပေမဲ့အခုဖះကပြန်လှည့်ပြီးတော့လှည့်ဆွဲတော့မှာပေါ့နော်အဲ့ဒါကိုအရန်ကြည့်ရှင်လို့ဘာသာတို့အမြန်ပေါ့အရေးဆိုပြီးတော့ထွက်လာပါတယ်ခုနလိုပဲဘာသာအပေါ်မှာထိုင်နေဒါပေမဲ့ဒီတစ်ခေါက်ကျတော့နေသိမ့်မပူတော့လေအရန်လှတဲ့ view တွေကိုတိချာကြည့်လို့ရတယ်နောက်ပြီးတော့နေလည်းမဆူတော့ဘူးပေါ့နော်အစိုးတဲ့အကောင်လေးရလေအေးလေးဖြစ်သွားပြီဆိုတော့လေလေးတစ်ဖြူဖြူနဲ့စီးလို့ရန်ကောင်း ဒါကျတော့ခုဆွဲနေဒီရောက်လာပါပြီအဲကြောင့်ခဏဆောင်ပြီးတော့ကြည့်နေတာခဏရက်ထားပဲ ဒီကဒီကွယ်လေး ဖျားရီအကုန်လုံးကဒီရာသီကြတော့ကျောင်းတွေမှာပတ်ပြီးတော့လှည့်လေသတင်းသုံးတာပေါ့နော်ပြီးတော့အခုသူတို့ဖောင်တော်ဦးစီကြီးကျောင်းကိုပြန်ပြီးတော့ကြွပါတယ်အခုဒါကဆွဲလေလေးနဲ့ပေါ့နော်ပြန်ပြီးတော့ဖျားရီပစ်လာတာပေါ့နော်ဒီအင်းလေးရဒီလိုလေးလူတွေအများကြီးနဲ့လှော်တာကြတော့ပထမဆုံးမြင်ပူတာဆိုတော့လေအရန်လည်းအံ့ဩမိပါတယ်နောက်ပြီးကြတော့အရန်လှတယ်ပေါ့နော်ပြီးတော့သူတို့တွေကတက်ညီလက်ညီနဲ့လှော်ကြတာလည်းပျော်စရာကြီးပေါ့နော်အရှိရနေပြီးတော့ဆွဲသွားတာလှေပေါင်းအစီး15စီးလောက်ရှိမယ်ထင်တယ်အဲ့ဒါပြီးတော့မှဖျားပင်လာတယ်ဒီဖောင်တော်ကြီးတွေ့ရတယ်ပေါ့နော်ဘာသာလို့စောင့်လိုက်ရတာတော့နည်းနည်းတော့ကြာတယ်ဟိုဘက်မှာပေါ့နော်လှမ်းပြီးတော့မြင်နေရကြတဲ့အားဆိုရင်သူတို့ကဒီဆွဲလေတွေကိုစီနေတယ်ပြီးတော့ကြတော့အကုန်လုံးအစင်းစင်းဖြစ်အောင်ပေါ့နော်တေချာစီပြီးတော့မှကြွလာတာပေါ့နော်ဒါဆိုလို့ရှိရင်တော့ဖျားဖူရတဲ့အချိန်ပဲဖြစ်ပါတယ်ဒေတာခန်တွေကလည်းအနောက်ကနေပြီးတော့လှီလေးတွေနဲ့လိုက်လှမ်းပြီးတော့ပို့ဆောင်ကြရတယ်ပေါ့နော်ဒါတော့ဒီနေ့တနေ့လုံးရိုက်ထားတဲ့တပ်ပုံလေးတွေပဲဖြစ်ပါတယ်စီတီပါရှင်ညတော့ J3 အပြိုင်နေ့ဖြစ်ပါတယ်ဒါအပြန်လမ်းမှာဝင်တာပဲဖြစ်ပါတယ်ရွှေဦးမင်းစီဒီကိုရောက်နေပါတယ်ဟိုအနောက်ကကူထဲမှာပေါ့နော်ဖျားတွေတည်ထားတယ်အများကြီးပဲလာရပါဘူးအေးသူကကျတော့ရွှေဥမင်ဆိုတဲ့နာမည်အတိုင်းပဲပေါ့နော်ဒီဥမင်လှိုင်းကောင်းထဲမှာဖျားတွေအများကြီးတည်ထားတာဖြစ်ပါတယ်အထဲမှာဆိုလို့ရှိရင်လည်းနေရာလက်မရှိပေါ့နော်ဖျားလေးတွေအများကြီးတွေ့ရပါပါဒီမှာဆိုရင်ကြောက်ဆက်ပန်းဆွဲတွေဒီရေတွေလည်းကျနေတာပေါ့နော်အထဲမှာအရင်ဤပါတယ်အရင်ဆိုပိတ်ထားတာပေါ့နော်အခုတလောတော့ကန်ကောင်းလို့ပါတော့ဖွင့်နေရက်နေကြုံတော့ပါတယ်အထဲမှာရေနည်းနည်းဆိုတော့ပေါ့နော်တတိရောထားပြီးသွားရပါတယ်ဒါကတော့အပြန်ခရီးစဉ်ဖြစ်ပါပြီတက်တာပါအပြန်မှာကစုံဥစားပါတယ်အပြန်လမ်းလေးတစ်ချက်ပါအပြန်မှာရှမ်းထမင်းနဲ့စားပါတယ်ဒါကတော့အပြန်ဝယ်လာတဲ့ထောပတ်တီတွေပါလက်ဆောင်ပေးဖို့ရောစားဖို့ရောပေါ့နော်ရှယ်ပါပဲတရင်ကျို့လာပြည့်နေမှာတော့မိထွန်းကြပါတယ်အကုန်လုံးစုပြီးတော့ပေါ့နော်
အခုတော့အိမ်ပြန်ရောက်ပါပြီဒါကတော့ပွားကြီးပဲဖြစ်ပါတယ်အဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်